GD1 2003ကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းကမြန်မာငွေ63သိန်း5000နဲ့ကျွန်တော်ရောင်းချပေးမယ်နော်ကားလေးအင်ဂျင်ဂီယာအောက်ပိုင်းဘာမှလှုပ်ရှားမလို့ဘူးတစ်ထောင်မှထည့်စရာမလိုဘူးဗျာနော်ကားဆိုမှကားဘာမှလှုပ်ချက်မပါဘူးလှုပ်ချက်ပိုင်ပါတယ်ကျွန်တော်တခါလေးပြောပေးတယ်နော်ကားလေးလက်တင်စီးရုံပဲနော်ကျွန်တော်ရိုးစေးအတိုက်ခိုက်တွေကျွန်တော်မပါဘူးကျွန်တော်ဒီရှေ့ကမီးကွက်အထိုင်ကွင်းနေရေးတိုင်းကြီးတန်းနေဘာမှလှုပ်ရှားမပါဘူးနော်အရိုးစေးအတိုက်ခိုက်လုံးဝမရှိဘူးကားလေးဆေးပိုင်းမှာဆိုတော့ကျွန်တော်တို့ဒီရှေ့ဘက်မှာနောက်ဘက်မှာလို့ကျွန်တော်အော်စေးဒီပါတော်တော်လေးကြံ့နေလို့ပြောလို့ရတယ်နော်ကျွန်တော်ခါတိုင်းတို့ပတ်လေကျွန်တော်ပြပေးမယ်ကျွန်တော်အတွင်းကကျွန်တော်ချက်ရိုက်ပြပေးမယ်နော်ကားအင်ဂျင်ဂီယာအောက်ပိုင်းအယိုးစေးအတိုက်ခိုက်တော့ကျွန်တော်100ခိုင်နှုန်းအာမခံတယ်နော်မော်ဒယ်က2003ထွက်တယ်ကျွန်တော်အင်တာနာတိုင်တော့ဘေးကတ်သွားပြီပေါ့နော်ကျွန်တော်ခေါင်မှာတော့မဟုတ်ဘူးဘေးကတ်တော့ကျွန်တော်2003ပေါ့နော်ကျွန်တော်မီးခွက်တွေဆိုလုံးဝကြည်တောက်ရှင်းနော်စေးပိုင်းတော်တော်လေးလှတယ်နော်စေးပိုင်းတော်တော်လေးလှတယ်ကျွန်တော်တို့ဒီဂျောတွေနော်ကျွန်တော်လုံးဝကျွန်တော်ပြမယ်နော်ဒီမှာပလဲပေါက်နော်တန်ပြားတန်ကြီးပဲနော်မော်ဒယ်နဲ့မလိုက်အောင်တော်တော်လေးတန်တက်ကြံသေးတယ်နော်စီးဘော်ဒီဘိုင်းမှာဆိုလို့ရှိရင်နော်ဘာမှလှုပ်ရှားမလိုဘူးဗျာနော်ကျွန်တော်အတွင်းကကျွန်တော်ပြင်တစ်ချက်ရိုက်ပြပေးမယ်နော်ကျွန်တော်ဒါခါနဲ့လို့ပတ်လေကျွန်တော်တစ်ချက်ပြပေးတာမီးခွက်လေးဆိုလုံးဝဒီမှာကြည့်ဆိုတော့ကွဲနေတာနော်မီးခွက်လေးဆိုလဲလုံးဝကြည်တောက်ရှင်းနော်စကွိုင်လာလေးပါမယ်မော်ဒယ်2003နော်ဘယ်လိုပဲဖြစ်ဖြစ်ဗျာထားကောင်းရောင်းစွန်ဗျာနော်ထားကောင်းရောင်းစွန်ဒီကားတွေကထားကောင်းရောင်းစွန်ခင်ဗျားတို့အတူစားစီးမယ်ဆိုလဲအဆင်ပြေတယ်နော်စီစားလဲဆိုင်ငယ်စီဈေးတက်တာတော့ပဲစီစားတက်တာနော်ကျန်တာဘာမှလှုပ်ရှားမလို့စီစားတဲ့တော်တော်တက်တာတယ်ထားကောင်းရောင်းစွန်ဗျာ60ကျော်နဲ့ခင်ဗျာ Honda Fit တကယ်တမ်းကျွန်တော်ပြောသလိုပဲเนาะကားကောင်းကားတန်းကဈေးတန်ပြီးတော့ဈေးမှန်ကားကောင်းကားတန်းရဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးဗျာเนาะတနေ့ခင်ဗျာကားတွေကအယော့တွေပဲလာတာများတယ်ဈေးမှန်ဈေးတန်ပြီးတော့ကားကောင်းရဖို့ဆိုတာမလွယ်တော့ဘူးဗျာသိရမလားအဲ့တော့အတွင်းကန်းကျွန်တော်ချက်ရိုက်ပြပေးမယ်เนาะအတွင်းကန်းလဲဒီမှာ2003 45မဟုတ်ဘူးเนาะအပြောင်းမဟုတ်ဘူးเนาะဒိုင်ခွက်တွေဘာတွေမပြောင်းဘူးเนาะ TV เนาะ TV အလုပ်လုပ်တယ်เนาะ TV တွေပါအကုန်လုံးကွဲတာပြဲတာမရှိဘူး TV အလုပ်လုပ်တယ်အဲကွာစတဲ့နဲ့အေးသေးရယ်เนาะဒါအတွင်းကန်းเนาะခုံတွေပါဆိုလဲအပေါက်ပြဲမရှိခေါင်လေးဆိုလဲတော်တော်လေးလှသေးတယ်မစိုးဗျာဒီစီ60ဝန်းကျင်နဲ့ခင်ဗျာမိသားစုအတူဆောက်သွားဖို့ဆိုရင်တော့လုံးဝအဆင်ပြေတယ်เนาะအစိုက်ကပါရီရစားเนาะလို့ရင်ကျွန်တော်ဖုန်းနံပါတ်ကို